မနက် breakfast ကိုလက်ဖက်ရည်လေးကျိုးနေပါတယ်လက်ဖက်ရည်ကျိုးတဲ့အခါမှာလက်ဖက်ရည်ကိုဓာတ်ဘူးတစ်လုံးသာဆိုလို့ရှိရင်ရေကိုဓာတ်ဘူးတစ်လုံးသာထည့်ပြီးသွားလို့ရှိရင်ထည့်ရပါမယ်အရင်တော့အဲ့ဒီရေကိုဆူအောင်လုပ်ပြီးသွားရင်ဖာလာစိတ်လေးအနည်းငယ်ထည့်ရမယ်ဖာလာစိတ်လေးနည်းငယ်ထည့်ပြီးသွားလို့ရှိရင်ကြားထည့်မယ်ကြားထည့်ပြီးသွားလို့ရှိရင်တစ်ခါချောင်းအမုံထည့်မယ်နော်တစ်ခါချောင်းအမုံလေးတစ်လောက်လေးထည့်တစ်ခါချောင်းနှစ်စောလောက်ထည့်မယ်ဓာတ်ဘူးတစ်လုံးသာဆိုရင်နှစ်စောလောက်ထည့်မယ်ထည့်ပြီးသွားလို့ရှိရင်လိုစိမ်းပေါ့နော်လိုစိမ်းလက်ဘူးထည့်ပါမယ်လိုစိမ်းလက်ဘူးထည့်ပါမယ်ထည့်ပြီးသွားရင်တော့ကြာလေးဆူအောင်ကြော့ကြာနေအောင်ကြိုပေးရအောင်ရှင်ကြာလေးဆူအောင်ကြိုပေးရအောင်ကြာလေးကြိုပြီးမှတောက်လို့ကောင်းပါလားခဏလေးဆူအောင်နဲ့တန်းချလို့မရပါဘူးရှင်ဒီဝိုင်းနော်ကြိုထားတဲ့လက်ဖက်ရည်တွေကိုဓာတ်ဘူးထဲမှာစကားလေးစစ်ပြီးတော့လောင်းထည့်လိုက်ပါမယ်ရှင်ဆောင်လို့ရတော့လို့ရှိရင်